안녕하세요 여러분. 다음 코리아 랭귀지 스쿨가 리뷰로 변래 조소바래. 디샤의 채널이래마 EBS 띄우띠의 미니니의 모노 정보리리에고 아카메 리라나이나 피데베 잠으로 아예노 채널이고 subscribe လုပ်တော့မမေ့နဲ့နော်။ကဲဒီဗီဒီယိုလေးကတော့အခန်း24 online ဆိုတဲ့ခေါင်းစဉ်အောက်ကမိုနာချောင်မှုလေးကိုပြပြပေးတော့မှာဖြစ်ပါတယ်။ထုံးစံတိုင်းပဲဒီချဲတို့သင်ခန်းစာလေးကိုအဆုံးထိနားထောင်ပြီးသွားတဲ့အချိန်မှာဒီချိန်မေးထားတဲ့မေးခွန်းလေးကို comment မှာဖြည့်သွားဖို့လည်းမမေ့နဲ့အောင်နော်။ကဲထားဆိုရင်အခန်း24ရဲ့မေးခွန်းလေးကိုအရင်ကြည့်ကြည့်ရအောင်နော်။ကဲမေးခွန်းလေးကတော့계좌를 개설할 때 여권 외국인 등록증과 함께 뭐가 또 필요해요? 하나 쓰세요. 그래. 그래서 방 account ပြုလုပ်တဲ့အချိန်မှာဖွင့်လိုက်တဲ့အချိန်မှာ 여권 passport တွေ 외국인 등록증 နိုင်ငံခြားသားမှတ်ပုံတင်ကတ်နဲ့အတူတဲ့ 뭐가 또 필요해요? ဘာမှထပ်ပြီးတော့လိုအပ်ပါသေးတယ်လေတဲ့ 하나 쓰세요. တခုရေးပေးပါတဲ့သင်ခန်းစာလေးနားထောင်ပြီးတော့တဲ့အချိန်ကျရင်အဖြေလေးတွေကို comment မှာလာပြီးတော့ဖြည့်ပေးမယ်နော်။ဒါဆိုရင်စာအုပ်နဲ့လိုက်ကြည့်မဲ့လူတွေကစာမျက်နှာ289မှာလိုက်ပြီးတော့ကြည့်လို့ရပါတယ်။ 한국의 online 코리아의 반에ပတ်သက်တဲ့အကြောင်းလေးကိုဒီအခန်းမှာပြောမယ်ပေါ့နော်။ကြည့်အောင်한국에서 코리아 말어 생활할 때နေထိုင်တဲ့အချိန်မှာ필요한 것 중 필요한 것으로 လိုအပ်တဲ့အရာတွေ중 테마မှာ하나는တစ်ခုကတော့တဲ့온라인 계좌를 개설하는 겁니다. အဲ့တော့ 온라인 계좌 반 account ကို 개설하다 ဖွင့်လှစ်တဲ့အရာပဲဖြစ်ပါတယ်တဲ့ 계좌가 있어야ဆိုရှိမှပေါ့နော်အဲ့တော့ 반 account ရှိမှတဲ့ 예금ဆိုတာဒီပတ်စံအနှံခြင်းပေါ့ 반 ထဲမှာပတ်စံအပ်တယ်ပြီးရင်송금ကကြချေလို့အချင်းချင်းပတ်စံလွှဲတယ်ပတ်စံလွှဲခြင်းဝယ်ဝမ်းခေါ်တယ်ဆိုချေလို့ကနိုင်ငံခြားကိုငွေလွှဲတာကိုပြောတာပါအဲ့တော့じゃနိုင်ငံခြားငွေလွှဲတာတို့ဒါမှမဟုတ်နိုင်ငံခြားငွေလဲလှယ်တာတို့ပေါ့နော်အဲ့ဒါမျိုးတွေကိုတဲ့ထင်အစရှိတဲ့ပြင်다양한အမျိုးသော금융 서비스ဆိုတာချေလို့ကဒီငွေကြေးဆိုင်ရာဝန်ဆောင်မှုတွေကိုလည်း이용할 수 있습니다အသုံးပြုနိုင်ပါတယ်တဲ့회사에서ကုမ္ပဏီကနေပြီးတော့받는လက်ခံရရှိတဲ့ incomeချေတို့ရဲ့လခလောက်အားခကိုလည်းပဲတဲ့ဘူထုံပုံမှန်အားဖြင့် 개인 계좌로 개인ဆိုတာတဦးတစ်ယောက်ကိုယ်ပိုင်ကိုပြောတာပါအဲ့တော့ကြတော့တဦးတစ်ယောက်ချင်းစီရဲ့ကိုယ်ပိုင်ဒီ 계좌로 반 account တွေကိုတဲ့이체 되다ဆိုတာလည်းငွေလွှဲပေးတာကိုပြောတာအဲ့တော့လခကိုကိုယ်ပိုင်반 account တွေကိုငွေလွှဲပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့기 때문에 한국에서 코리아မှာ생활하기 위해서는နေထိုင်ဖို့အတွက်ကတော့ 온라인 계좌가 반 account가 꼭 있어야 합니다. တေချာပေါက်ကိုပဲရှိရပါမယ်တဲ့계좌를 개설할 때는 계좌 ဒီ반 accountကို개설할 때ဖွင့်လိုက်တဲ့အချိန်မှာတဲ့ 여권 passport ဒါမှမဟုတ်외국인 등록증နိုင်ငံခြားသားမှတ်ပုံတင်ကခွာဟမ်ကဲသူတို့နဲ့အတူနောက်ထပ်ဘာလိုအပ်သေးလဲဆိုတော့တဲ့ 임대계약서ဆိုချေတို့ကဒီအဲ့ဒီမှာနေရဆိုအိမ်ငှားနေရဆိုအိမ်အငှားစာချုပ်ပေါ့နော်အိမ်ငှားစာချုပ်တဲ့ဒါမှမဟုတ်ရင်공과금 청구서ဆိုတာလေခုနလိုပဲချေတို့ကတခုခုသူတို့ရှိမှာသူတို့နိုင်ငံမှာပေးဆောင်နေတဲ့အခွန်တွေဒီပေးဆောင်မှုတွေကိုထောက်ခံစာလို့ပြောရမှာပေါ့အဲ့ဒီစာတွေတဲ့ခါချိအတူတူအဲ့ဒါတွေနဲ့တူတူဆိုတော့ပြောချင်တာခုနလိုမျိုးဒီຢာတွေကနှစ်ခုတွေကတစ်ခုပေါ့နော်ရောကွမ်းဝယ်ကုကင်တူလို့ကျွန်ဒီຢာလဲပါရမယ်သူတို့နဲ့တူတူခုနလိုမျိုးအိမ်ငှားစာချုပ်ပေးမှလားဒါမှမဟုတ်ရင်ကိုရီးယားအဲ့လိုစက်ရုံမှာနေတဲ့ဘာညာဆိုလဲထောက်ခံစာထုတ်ပေးမှလားကိုရီဒီမှာနိုင်ငံတွင်းမှာနေပါတယ်ဆိုတဲ့အထောက်ထားပေါ့နော်ဒီမှာကြည့်အောင်한국 내ဆိုတာကျတော့ဒီမှာအတွင်းထဲကိုပြောချင်တာအဲ့တော့ကိုရီးယားနိုင်ငံရဲ့အတွင်းထဲမှာတဲ့거주지ဆိုတာကနေထိုင်တဲ့နေရာကိုပြောတာပါနော်လိပ်စာကိုပြောမှာမဟုတ်ချဲတော့거주지ဆိုတာနေထိုင်သည့်နေရာပေါ့နေထိုင်သည့်နေရာကိုတဲ့증명할 수 있는 증명하다ဆိုတာသက်သေပြတယ်အဲ့တော့ချဲတို့ကကိုရီးယားဘယ်မှာနေပါတယ်ဆိုတာပြောချင်တာအထူးကရေရှည်နေမဲ့လူအလုပ်လုပ်တာဖြစ်ဖြစ်ကြောင်းတက်တာဖြစ်ဖြစ်ဒါမှသူတို့ရဲ့ဖန်တွေကိုအသုံးပြုခွင့်ပေးမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်နေထိုင်ပါတယ်ဆိုတာကို증명할 수 있는သက်သေပြနိုင်တဲ့서류ဆိုတာချေတော့စာရွက်စာတမ်းကိုပြောတာပါ서류가 필요합니다. 로아빠래 그리고 비도아인 온라인마다 온라인으로 팬마다 타임 팬라인 말에 외국인 고객을
ဝီဟဲဝဲကုကင်နိုင်ငံခြားသားခိုကဲကုဝီဟဲနိုင်ငံခြားသားဧည့်သည်တွေအတွက်တဲ့ service ကထားရကိတဲမနဲ့ service ဆို service တွေဝန်ဆောင်မှုပေးတာတွေကထားရကိတဲမနဲ့မတူညီတာဖြစ်တဲ့အတွက်ကြောင့်မလို့ header online ငယ် header ဆိုတာတက်ဆိုင်ရာ online ဖန်နေရဲ့တဲ့ website နာ website မှာဒါမှမဟုတ်ရင် Google Center ဆိုတော့ဒီအဲ့ဒီအသုံးပြုလို့ရတယ်မေးမြန်းလို့ရတယ် center ပေါ့နော်အဲ့ဒီကိုတဲ့ထုံးခဲ့အဲ့ဒီတွေကနေပြီးတော့ခုချင်းချော်ကင်းအသေးစိတ်စားဟန်အချက်အလက်တွေကိုတဲ့ walking hand ဟူစစ်ဆေးပြီးရဲ့နောက်မှာခါချမ်းချော်ခပ်ဖန်အဲ့တော့ကြတော့ကိုနဲ့အသင့်တော်ဆုံးပေါ့ကိုနဲ့ကိုက်နေဆုံးအသင့်တော်ဆုံး online ဖန်ကိုစောင့်ချက်ခန်းကိုရှိရွေးချယ်လိုက်တဲ့အရာကချိုးစစ်မိတာကောင်းပါလိမ့်မယ်တဲ့한국의 온라인은 코리아의 팬이가 디마체로와 부두다 레레 디타로 미군이 말에 메이나네 번호 보통 뽕만 앞인 평이 차예디 내가 따오자 차예디 오전 9시부터 만약 9나이 안에 사비로 오후 4시까지 내내 4나이 뒤 영업하고 플랫비로 공휴일이나 공휴일이야 저렇게 소라 용배열이 담아먹인 주말에 산이 되는 거들이 마소인 문을 열지 않습니다. 다가 한번 보면 마우도 벼지나 빼이빠래 뭐 그래서 알아자면로 바쁜 직장인들은 바쁜 알로쇼대 직장인서 제가 원단하고 벼라봐 공리 원단에 피비 소라 원단에 피비 부두 피비 뭐노 원단이가 오늘은 직접 방문하기보다 방으로 떠비로 고랑 떠야다 해 가까운 곳에 있는 아니나마 시대 ATM 사이트고 이용하거나 어떤뷰라 PP 인터넷이나 스마트폰은 인터넷 담아보인 스마트폰이 고래 이용하여 어떤뷰비로 오늘 일을 디판에 따사인에 알로되고 보는 경우가 많습니다. 이를 보다가 디마 피신에 뭐 알로라이데 디게이사고 피신라이데 그래서ပုံစံမျိုးပေါ့နော်ဖန်ကိစ္စတွေကိုလောက်တာကများပါတယ်တဲ့ကဲပြီးတော့ရင်최근에는ဆိုတာလက်တလုံးမှာ영업청 없이 영업청ဆိုတာဖွင့်လှစ်ထားတဲ့ဆိုင်မရှိဘဲနဲ့ဆိုပြောချင်တာဆိုင်ဆိုတာတဲ့ပေါ့နော်ဘန်ဆိုမှတော့ကျတော့သူ့နေရာနဲ့သူဘန်ဖွင့်ထားတယ်ဆိုတော့အပြင်မှာနေရာတစ်ခုရှိရပေါ့နော်အဲ့တော့じゃအခုဒီမှာကျတော့အဲ့လိုမျိုးတဲ့အပြင်မှာဖွင့်ထားတဲ့ဘန်မျိုးမဟုတ်ဘဲနဲ့အဲ့လိုမျိုးတောင်မရှိဘဲနဲ့တဲ့ international mobile app လို့ internet ဒါမှမဟုတ်ရင်ဒီ mobile နဲ့ကဖုန်းနဲ့ကနေ application တွေနဲ့တဲ့ထုံးခဲ့အဲ့ဒီကနေပြီးတော့ online အမှုတွေဘန်ကိစ္စတွေကိုချောလီဟာနဲ့ဆောင်ရွက်နိုင်တဲ့ internet ချောင်းမှု online internet ချောင်းမှု online ဆို internet တီးတန့်ပေါ့ပြောရရင် online တီးတန့်ဖန်နေလဲပဲစိတ်ကြောက်စမိတာပေါ်ပေါက်လာပါပြီတဲ့ဒါရန်ဟန်အမျိုးမျိုးသော금융 서비스ငွေကြေးဝန်ဆောင်မှုတွေကိုဖြောင်းလိဟာခဲ့တအဆင်ပြေစွာနဲ့이용할 수 있어အသုံးပြုနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ internet ချောင်းမှု online ခိုခဲ့ကြီးဒီ internet တီးတန့်ဖန်ကိုအသုံးပြုတဲ့ဧည့်သည်တွေက점차ဆိုတာတဖြည်းဖြည်းချင်းနဲ့늘고 있습니다တိုးတက်လာပါတယ်ပေါ့ကဲဒီလောက်ပါပဲအဲ့တော့ဒီဗီဒီယိုလေးမှာတိလိုက်ရလဲလွယ်တယ်ပေါ့နော်အကြောင်းအရာလေးကဒီလိုကဟိုမှာသွားပြီဆိုရင်ဝဲကိုကင်ထွန်းလုကျွန်းကိုအရင်လောက်ရမယ်ပေါ့နော်ဒီရက်60အတွင်းရောက်သွားပြီပါညာဆိုရင်နိုင်ငံခြားသားမှတ်ပုံတင်ကတ်ထုတ်မယ်နိုင်ငံခြားသားမှတ်ပုံတင်ကတ်ရလာပြီဆိုရင်ပထမဆုံးအလုပ်လုပ်ရမယ်ကိစ္စကဘန်ဖွင့်တာပေါ့နော်ဘန်စာအုပ်တော့ဖွင့်မယ်ဘန်ကတ်ရှောက်မယ်ပေါ့အဲ့ဒါမှချဲတို့ကဟိုမှာကဒီငွေသားပေါ့နော်ပတ်စံငွေသားသုံးတာတဲ့သူတို့ရှိမှာကဒီဘန်ကတ်လေးတွေနဲ့သုံးတာကပို့ပြီးတော့တတာရှိရဲ့အဆင်ပြေတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဘန်လေးကမဖြစ်မနေလိုအပ်ပါတယ်ပြီးရင်ခုနကသူတို့ပြောသလိုပဲကိုယ့်ရဲ့လုပ်အားကတွေပါလက်ခံမှုအတွက်ကလည်းဘန်တစ်ခုရှိရမယ်ပေါ့အဲ့ဒီတော့လွယ်ပါတယ်အခုနောက်ပိုင်းဆိုရင်ဒီထဲတို့မြန်မာဘန်ဒီမှာပေါ့နော်မြန်မာစာလည်းရတယ်မြန်မာလိုပြောလို့ဆိုလို့ရပြီတိုင်ပင်လို့ရတဲ့ဘန်တွေလည်းကိုရီးယားမှာရှိလာပြီပေါ့နော်ရှိလာပြီဆိုအရင်ကတိုင်းရှိပါတယ်အခုလည်းပို့ပြီးတော့များလာတယ်လို့ပြောရမှာပေါ့အဲ့တော့ကြတော့ဒီဟာလေးကလည်းဘူးတုတအနေနဲ့တည်ထားရမယ်အရာလေးပါကဲရောတို့အတွက်ဒီသင်ခန်းစာလေးကအများကြီးအထောက်အကူဖြစ်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်ဒီ channel အတူတူနောက်ထပ်ဗီဒီယိုတွေမှာနောက်ထပ်သင်ခန်းစာအသစ်တွေနဲ့အတူပြန်တွေ့ကြမယ်နော်여러분 안녕